မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ပွဲစဉ်တွေတော်တော်များများရှိတယ်။ပြီးတော့ဒီနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင် Premier League ပွဲစဉ်တွေအကုန်လုံးဒါတစ်ချိန်တည်းမှာကစားကြမှာဖြစ်တယ်ပေါ့နော်။ဒီပွဲစဉ်တွေပြီးသွားလို့ရှိရင်ဒါ Premier League ကဒီရာသီကုန်သွားပြီပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်တွေကလုံးဝဒါနောက်ဆုံးအကျိန်းနဲ့ကစားမဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီနေ့ကစားမဲ့ဒါ Premier League ပွဲစဉ်10ပွဲတွေကနေပြီးတော့မှကျွန်တော်အကြိုက်ဆုံးကျွန်တော်ဒီစိတ်ကြိုက်အတွေ့အကြုံပွဲစဉ်3ပွဲကိုဒါဒီနေ့ဗီဒီယိုမှာရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတခြားလက်ကျန်ပွဲစဉ်တွေအကုန်လုံးကိုလည်းဒါကျွန်တော်ရဲ့ Telegram Channel မှာတစ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဒါတခြားလက်ကျန်ပွဲစဉ်တွေအကုန်လုံးရဲ့ဒါသုံးသက်ချက်တွေကိုသိကျင်တယ်ဆိုလို့ရှိရင်ဒါဒီဗီဒီယိုအောက်က comment မှာကျွန်တော်ရဲ့ Telegram Channel link လေးကိုချပေးထားပါဘောနော်ဒီ Telegram Channel link ကိုနှိပ်ပြီးတော့ဝင်ပြီးတော့ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ် channel မှာပွဲစဉ်တွေအကုန်လုံးရဲ့တစ်တွေကိုတင်ပေးထားရပါဘောနော်အဲ့တော့ဒါဒီနေ့ညရဲ့ပထမဆုံးပွဲစဉ်ကဒီနေ့ည9:00နာရီခွဲမှာပဲကစားမဲ့ဒီ Wolverhampton နဲ့ Brentford တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့် Brentford ကတည်ရကြရင်ပြ40ရှုံမယ်ပြီးတော့6ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း35ပြရှုံမယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင် Wolverhampton အတွက်ကဒီရာဒီမှာသူတို့မျှော်လင့်စရာမရှိတော့ဘူးเนาะဒီတစ်ဖက်က Brentford အနေနဲ့ကကျတော့သူတို့အတွက်အဆင့်ရှိနေအောင်သူတို့ရောက်ဖို့မျှော်လင့်နိုင်တယ်ပေါ့နော်ဒီလက်ရှိမှာဆိုလို့ရှိရင်အဆင့်ရှိမှာက Brighton အသင်းကရှိနေတယ်ဒါပေမဲ့လို့ Brighton ကဒီနေ့မှာစပါးနဲ့ကစားမှာဖြစ်တာကြောင့်ဒီနေ့မှာရှုံးသွားခဲ့မယ်ဆိုလို့ရှိရင် Brentford ကဒီနေ့ပွဲစဉ်ကိုအနိုင်ကစားပြီးတော့သူတို့အဆင့်ရှိနေရာဒီသိမ်းနိုင်မှာဖြစ်တယ်ပေါ့နော်ဒါကပြောမယ်ဆိုလို့ရှိရင်အခုနှစ် Premier League မှာဆိုလို့ရှိရင်အဆင့်ရှိနေရာကဒါဥရောပဝင်အတွက်မျှော်လင့်နိုင်တာကြောင့် Brentford အနေနဲ့ဆိုလို့ရှိရင်နောက်ဆုံးအချိန်ထိသူဆက်ပြီးတော့တိုက်ပွဲဝင်ရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီပွဲမှာကျွန်တော်အနေနဲ့ကတော့အပြန်လည်သွင်းကိုတွေကိုမျှော်လင့်ကြည့်နေတယ်ပေါ့နော်ဒါဝူအနေနဲ့ကကျတော့လေဒါသူ့ရဲ့အိမ်ဝင်းလည်းဖြစ်တယ်ဆိုတော့ဒီအိမ်ဝင်းနောက်ဆုံးပိတ်ပွဲမှာသူတို့အနေနဲ့လည်းကိုရဖို့ဒီကြိုပြီးတော့ပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒါဝူဘန်တန်အသင်းကစားခဲ့ရဲ့နောက်ဆုံး7ပွဲကိုကျွန်တော်ပြန်ကြည့်9ပွဲကအပြန်လည်သွင်းကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့ဝူဘန်တန်ရဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ဒါ4ပွဲက2သင်းပေါင်းသွင်းကို3ဂိုးထိရောက်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီတစ်ဖက်က Brentford ကိုကျွန်တော်ပြန်ကြည့်လဲနောက်ဆုံး7ပွဲမှာ9ပွဲကအပြန်လည်သွင်းကိုရှိခဲ့တယ်ပြီးတော့ Brentford ကသူတို့ကစားခဲ့ရဲ့နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကဒါ2ဂိုးရဲ့2ဂိုးနဲ့အထက်ကိုတွင်းခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းနောက်ဆုံး5ပွဲမှာ4ပွဲတိရှိတယ်ပေါ့နော်ပြီးတော့ဒီ Wolves နဲ့ Brighton တို့ဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့အောက်တိုဘာလတော့ပေါ့နော်အဲတော့ Brentford က5ဂိုး3ဂိုးထိနိုင်ခဲ့တယ်အသင်းပေါင်းသွင်းကို8ဂိုးထိတောင်ရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲကဒါရာဒီပိတ်ပွဲစဉ်ပွဲဖြစ်တယ်ဒီနှစ်သင်းလုံးအကျိတ်နဲ့ကစားကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါအပြန်လည်သွင်းကိုရှိသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့3ဂိုးသွင်း35ပြရှုံးမဲ့ကိုပေါင်းကြီးတစ်ခုမှာတော့ဒီပွဲအနည်းဆုံး4ဂိုးလောက်တော့ရောက်တဲ့ပွဲတွေလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးပွဲစဉ်မှာဒါဂိုးပေါ်ရွေးချယ်ပေးခြင်းတယ်ပေါ့အဲ့တော့ဒီဒါဒီနေ့ညရဲ့ဒါဒုတိယမြောက်ပွဲစဉ်ကဒါဒီနေ့ည9:00နာရီခွဲမှာပဲကစားမဲ့ဒီ Tottenham Hotspur အသင်းနဲ့ Brighton တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးဦးကျွန်တော်ပြန်ကြည့် Brighton ကတဂိုးသွင်း10ပြားရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း100ရှုံးမယ်ပေါ့နော်အဲ့တော့ဒါ Brighton လက်ရှိဒါ Premier League အဆင့်8နေရာမှာရှိရပေါ့နော်အဲ့တော့ဒီနေ့မှာသူတို့တည်ရည်တမတ်ရခဲ့ရုံနဲ့ဒါအဆင့်8နဲ့ Brighton ကယာတီသိမ်းနိုင်မှာဖြစ်ပြီးတော့ဒါဥရောပဝင်တနေရာစာကိုသူတို့မျှော်လင့်လို့ရနိုင်မှာဖြစ်တယ်ပေါ့နော်ဒီတစ်ဖက်ကစပါးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့3ရက်လောက်ကမှသူ Europa League Final ကစားထားတာဖြစ်ပြီးတော့ဒါသူတို့အတွက်18နှစ်ကြာဝေးကွာနေတဲ့ဒါအဓိကစူပါတလုံးကိုသူတို့ရယူနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့လာမယ့်နှစ်မှာလည်းစပါးကချန်ပီယံလိဝင်ရခဲ့ပြီဖြစ်တာကြောင့်ပြောမယ်ဆိုလို့ရှိရင်ဒီနှစ်ကစပါးအတွက်အောင်မြင်ဆုံးဘောလုံးရည်တစ်ခုလို့တော့သတ်မှတ်နိုင်တယ်ပေါ့နော်ပြီးတော့စပါးကကျွန်တော်ဒီအခုနှစ်ဘောလုံးရည်သူတို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ကဒါဥရောပပွဲစဉ်တွေကိုပဲသူတို့အဓိကထားပြီးတော့ကစားထားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လက်ရှိ Premier League မှာဆိုလို့ရှိရင်စပါးရလက်တွေမကောင်းဒီအဆင့်19နေရာမှာသူတို့ရပ်တည်နေရပေါ့နော်ဒီပြီးတော့2025ခုနှစ်အတွင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းစပါးကရမှ14မှတ်သာရယူထားနိုင်ခဲ့ပြီးတော့ Premier League နောက်ဆုံး18ပွဲမှာဆိုလို့ရှိရင်လည်းသူတို့12ပွဲထိရှုံးတယ်ပေါ့နော်ပြီးတော့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းသူတို့9ပွဲထိရှုံးခဲ့လို့ဒါ Premier League ရဲ့အဆင့်1 to 8ကအသင်းအနေနဲ့တွေ့ဆုံခဲ့တဲ့15ပွဲမှာဆိုလို့ရှိရင်လည်းစပါး73ပွဲထိရှုံးတယ်ပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့ဒါအင်္ဂွေးနောက်ဆုံး2ပွဲဆက်ကိုကျွန်တော်ပြန်ကြည့်ရင်ပဲလေ Nottingham Forest အသင်းအနေနဲ့ကစားတယ်2ပွဲလုံးရှုံးတယ်အဲ့တော့ဒီနေ့မှလည်းသူတို့ Brighton ကိုအနိုင်မကစားနိုင်လောက်ဘူးကျွန်တော်ထင်တယ် Brighton ကအတွက်ကြတော့လေဒါသူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပြောမယ်ဆိုလို့ရှိရင်ဒီပွဲမှာသူတို့တရေကစားနိုင်ရုံနဲ့ဒါသူတို့ဥရောပဝင်မျှော်လင့်နိုင်မှာဖြစ်တာကြောင့်ဒါသူတို့စပါးကိုတော့သူတို့ဒီပွဲမှာအနိုင်ကစားဖို့ကြိုးပြီးပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့စပါးအသင်းကိုယ်တိုင်ကလည်းဒီပွဲမှာ
ဒါဒီလူငယ်ကစားသမားတချို့ကိုပွဲထက်ကစားခွင့်ပေးလိုက်နေတယ်ပေါ့နော်လူဒီပြီးခဲ့တဲ့ဒါ3ရက်လောက်ကမှယူရိုပါလီဖိုင်နယ်ကစားထားတာဖြစ်တာကြောင့်စပါးကစားသမားရဲ့အနေနဲ့ဒီပွဲပန်းနေနိုင်တယ်ပေါ့နော်ပြီးတော့ဒီပွဲမှာစပါးအသင်းရှုံးခဲ့မယ်ဆိုလို့ရှိရင်လည်းဒါသူတို့အသင်းကိုအပြစ်ပြောစရာမရှိဘူးပေါ့နော်သူတို့အကောင်းဆုံးဒီရာဒီမှာလုပ်ပြီးသွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတကူသွင်း10ပြားပဲရမယ်ဆိုပေမဲ့လို့ဒီပွဲဒီ J တခုကဒီ Brighton ဘက်မှာနေရတာတိုင်လိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ Brighton ဒီပွဲမှာ 1-2 လောက်နဲ့စပါးကိုအနိုင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်2-0နဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့လောကကြေးပြေအောင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့ဒုတိယမြောက်ပွဲစဉ်မှာကျွန်တော်ဒီ Brighton အသင်းကိုရွေးချယ်ပေးခြင်းတယ်ပေါ့အဲ့တော့ဟုတ်ပြီဒါဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်တပွဲအနေနဲ့ကျွန်တော်သုံးသပ်ပေးမယ့်ပွဲစဉ်ကတော့ဒီနေ့ည9:00နာရီခွဲမှာပဲတစ်ချိန်တည်းမှာပဲကစားမယ် Newcastle နဲ့ Everton တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြေးကိုကျွန်တော်ပြန်ကြည့် Newcastle က2ဂိုးသွင်း65ပြားရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်းတရေပေါ့နော် 3D ဆိုပြီးတော့ကြေးထွက်လာတာကိုတွေ့ရတယ်အဲ့တော့ဒါ Newcastle ကဒီနေ့ပွဲစဉ်မှာအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တို့ရဲ့ Champions League ဝင်ခွင့်ရလုံးဝတည်ကြသွားပြီပေါ့နော်ဒီတစ်ဖက်က Everton ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီရာဒီမှာတို့အတွက်မျောလင်းစရာဘာမှမရှိတော့ဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာ Everton အနေနဲ့ကကျတော့ဖြတ်မြင်းအသင်းအဖြစ်ဒါဒီနေ့မှာကစားမှာဖြစ်တယ်ဗောနော်ဒီ Newcastle ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Premier League အိမ်ကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်တို့ရဲ့တိုက်စစ်ကတွင်းကိုစုစုပေါင်းဒီ3ဂိုး4ဂိုးလောက်ထိရအောင်တွင်းတတ်တယ်တိုက်စစ်ကတော်တော်လေးအားကောင်းတယ်ဗောနော်ပြီးတော့ဒီ Newcastle ကစားခဲ့တဲ့နောက်ဆုံးအဲ့6ပွဲမှာဆိုလို့ရှိရင်လည်း3ပွဲကဒါ2သင်းပေါင်းတွင်းကို4ဂိုးထိရောက်ခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်ဗောနော်ပြီးတော့ Newcastle ကဒီရာဒီမှာဆိုလို့ရှိရင်သူ EFL ကပ်ကိုရရှိထားပြီးဖြစ်တာကြောင့်ဒါဥရောပဝင်ခွင့်တနေရာစာကတော့သူတို့အတွက်လုံးဝသိကြသွားပြီဖြစ်တယ်ဗောနော်ဒါပေမဲ့လို့ဒါလက်ရှိမှာဆိုလို့ရှိရင် Newcastle က Champions League ဝင်ခွင့်အတွက်အကောင်းဆုံးအနေအထားတစ်ခုမှာရှိနေတာကြောင့်ဒီခွင့်ရကိုသူတို့ကိုယ်တိုင်ကလက်လွတ်ခံလိမ့်မယ်လို့တော့မထင်ဘူးပြီးတော့ Newcastle ကသူတို့ကစားခဲ့တဲ့အင်ဝေးနောက်ဆုံး၄ဝဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီသူတို့ရဲ့တိုက်စစ်ကတွင်းကို2ဂိုးပြတ်လောက်နဲ့အနည်းဆုံးအနိုင်ရထားခဲ့ရအောင်တွေ့ရပါတော့ဒီတစ်ဖက်က Everton ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ကခံစစ်အာပြုကစားတတ်တဲ့အသင်းဖြစ်တယ်ဆိုပေမဲ့လို့နောက်ပိုင်းပွဲစဉ်တွေမှာ Everton ရဲ့ပွဲစဉ်တွေကဒါပြောမယ်ဆိုလို့ရှိရင်အပြန်လည်တွင်းကိုတွေရှိလာခဲ့တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့နောက်ဆုံး14ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Everton ကဂိုးမရခဲ့တာနောက်ဆုံး14ပွဲမှာ3ပွဲပဲရှိခဲ့တယ်ဆိုတော့ဒီပွဲမှာဒါဒီနေ့ဒါစိန်ချင်းပွဲမှာအပြန်လည်တွင်းကိုတွေရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါယာတီပိတ်ပွဲစဉ်တပွဲဖြစ်တာနဲ့အညီဒီပွဲကအကျိန်နဲ့ရှိပြီးတော့ချီကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့3ဂိုးသွင်းတည်ရဆိုတဲ့ဂိုးပေါင်းကြီးတစ်ခုမှာတော့ဒီပွဲမှာတွင်းကို3ဂိုးလောက်ကနေစပြီးတော့ကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒီနေ့ပွဲစဉ်ကလည်း2သင်းပေါင်း4ဂိုးပြည့်လောက်တဲ့နေသားတစ်ခုမှလည်းရှိတယ်ပေါ့နော်အဲ့တော့နောက်ဆုံးပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးခြင်းတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါဒီနေ့သုံးသပ်ပေးလိုက်တဲ့ပွဲစဉ်3ပွဲဟာဒါကျွန်တော်တို့ဒီနေ့အကြိုက်ဆုံးပွဲစဉ်3ပွဲကိုသုံးသပ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အနေနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်တွေကိုလည်းဒါဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့မှတ်သွားပေးလို့ရရပါတော့